skill assessment ကပထမဆုံး first step လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီ IT professional အနေနဲ့က Australia မှာကအလုပ်အကိုင်ခွင့်လန်းလည်းများတယ်ပေါ့နော်လိုအပ်တဲ့ checklist တွေစာရွက်စာတမ်းတွေအဲ့ဒါတွေကအရေးကြီးရပေါ့နော်အဲ့ဒါတွေပြင်ဆင်ခဲ့ရတယ်ပြီးတော့အောက်ကန်းလည်းမြန်ဆန်နဲ့ရရှိရပါဟုတ် positive အောက်ကန်းရပြီးတဲ့နောက်မှာ river နဲ့ဆက်သွားဖို့အစီအစဉ်ရှိရပေါ့နော် ရပါဆို ဟုတ်ပြီလား အခုအနေနဲ့ Australia ကိုပြန်ပြီးဘာလို့စဉ်းစားခဲ့ရလဲဆိုတာပြောပြပေးပြရမလား ဟုတ်ကဲ့ရပါတယ်ကျွန်တော်တို့ဒီ IT professional အနေနဲ့က Australia မှာကအလုပ်အကိုင်ခွင့်လန်းလည်းများတယ်ပေါ့နော်ရှေ့ချလို့လည်းကောင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကျွန်တော်က Australia ကိုရွေးချယ်ခဲ့ရပါပြီးတော့မိသားစုတစ်ဝက်လောက်ကလည်းဟိုမှာရှိရတဲ့အတွက် Australia ကိုရွေးချယ်ခဲ့ရပါဟုတ် ဒီ skill assessment ဖြေဖို့ဘာကြောင့်ဆုံးဖြတ်ခဲ့လဲရှင် skill assessment ကပထမဆုံး first step လို့ပြောလို့ရတယ်ပေါ့နော်ဒီ skill professional တွေအတွက် migrate Australia ကို migrate လုပ်မယ်ဆိုရင်အရေးကြီးတဲ့အချက်တစ်ခုပေါ့နော် အခုအနေနဲ့အောက်တိုင်းရကိုဘယ်လောက်ကြာကြာစောင့်နေရပြီးတော့ဘာတွေပြင်ဆင်နေရလဲ ဟုတ်ပြင်ဆင်ရတာတော့တော်တော်များများတော့ပြင်ဆင်ရတာပေါ့နော်ဥပမာပြောရရင် document တွေလိုအပ်တဲ့ checklist တွေစာရွက်စာတမ်းတွေအဲ့ဒါတွေကအရေးကြီးရပေါ့နော်အဲ့ဒါတွေပြင်ဆင်ခဲ့ရတယ်ပြီးတော့အောက်ကန်းလည်းမြန်ဆန်နဲ့ရရှိရပါဟုတ် skill migration visa ဆက်ချက်ကိုပြင်ဆင်ပြီးပြန်ဗီဇာတိုက်နေပါပါတယ် ဟုတ်အခုကျွန်တော် scale migration visa 6ခုပြင်ဆင်နေပါပြီပေါ့နော်အခု scale assessment positive အောက်ကန်ရပြီးတဲ့နောက်မှာ river နဲ့ဆက်သွားဖို့အစီအစဉ်ရှိရပေါ့နော်အခုကျွန်တော်ရဲ့ point နဲ့ဆိုရင်ကျွန်တော်491 scale world regional visa 491 6ဖို့အတွက်ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပို့ပြီးတော့ chance များတဲ့အတွက်ကျွန်တော် scale world regional visa +491 6ဖို့အခု river နဲ့ပြင်ဆင်နေပါတယ်ဟုတ် အခုအနေနဲ့ river ဆိုအောင်လို့နော်ပြီးတော့ဒီမှာ river skill assessment ဆက်နေတာဘယ်လိုထောက်ပြီးခဲ့လဲ ဟုတ် river ကိုပထမဆုံးစသိတာကျွန်တော် social media ပေါ့နော်အထူးသဖြင့်ဒီ Facebook မှာပေါ့အဲ့ဒါကနေကျွန်တော် river ကိုဆက်သွယ်ပြီးတော့ကျွန်တော်ရဲ့scale migration journey အတွက်river ကAustralia lawyer ကိုဆက်သွယ်ခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်သူနဲ့ consultation တွေယူခဲ့တယ်ပြီးရင်တခြားအကြံဉာဏ်တွေလည်းအများကြီးယူခဲ့တယ်ပေါ့နော် ကဲပါဒီမှာ river နဲ့လည်းတွေ့ပြီးတော့ skill assessment post တွေအောက်ကန်ရတဲ့အတွက်လည်းဂုဏ်ယူပါတယ်အခုရဲ့ Australia email တွေလည်းအများဆုံးတောင်းပန်ပါတယ်ပါစီနော် ဟုတ်ကျွန်တော်ဘက်ကလည်းAustralia migration lawyer Mr. Kevin နဲ့ River team member အားလုံးကျေးဇူးတင်ပါတယ်လို့ဒီကနေပြောချင်ပါတယ်